အမျိုးသမီးတယောက်ဟာအောင်သွဲပွဲမသွားခင်ကိုလက်တန့်စင်ဖို့မျက်စိကိုဆင်းလာခဲ့တယ်ဒါပေမဲ့မတော်တဆပဲရေထဲမှာနစ်မြုပ်နေတဲ့ဗုဒ္ဓရုပ်ပွားတော်အကြီးကြီးတစုကိုတွေ့ရှိခဲ့တဲ့စိတ်ကောင်းရှိတဲ့သူမဟာရုပ်ပွားတော်ကိုရေထဲကနေဆွဲတင်ပြီးရေတွေကိုတုပ်ပေးခဲ့တဲ့အဲ့ဒီနောက်ဒုတိယမြောက်စက္ကန့်မှာတင်ရုပ်ပွားတော်ကြီးဟာအကွဲသွားပြီးရွှေရောင်လင်းတဲ့တစ်ခုကသူမရဲ့မျက်လုံးတွေထဲကိုစီးဝင်သွားခဲ့တဲ့သူမကတော့ဒါကိုတိတ်ပြီးအလေးမထားခဲ့ပါဘူးရုပ်ပွားတော်ကိုစနစ်တကျပြန်ထားပြီးတဲ့နောက်မှာတော့လှည့်ထွက်လာခဲ့တဲ့ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါသူမရဲ့ရေချိုးပြီးသားရေတွေကိုခြံထဲကအပင်သေးကြီးအောက်ကိုတွန်းပစ်လိုက်မိတယ်နောက်တနေ့မနက်မှာတော့အဲ့ဒီအပင်သေးကြီးဟာအရွက်တွေအပြည့်နဲ့လက်သီးဆုပ်လောက်ရှိတဲ့မက်မွန်သီးတွေတီးနေတာကိုတွေ့လိုက်ရတယ်သူမတုံ့လောက်သွားပြီးအသစ်ဆိုင်ထားတဲ့ဟင်းသီးဟင်းရွက်ခင်းတဲ့ကိုပါအဲ့ဒီရေချိုးရေတွေကိုထပ်လောင်းလိုက်ပြန်တဲ့ချက်ချင်းဆိုသလိုပဲအစိတွေဟာအရှိန်ဟုန်နဲ့အပင်ပေါက်လာပြီးခဏလေးတွင်းမှာပဲကော်ဖီထုတ်ခင်းကြီးဖြစ်သွားခဲ့တယ်။အဲ့ဒီအချိန်ကျမှပဲသူမရဲ့ရေချိုးရည်ဟာအပင်တွေကိုတန်ဆွမ်းစေနိုင်မှန်းသိလိုက်ရပေမဲ့ဘသူကမှမပြောရဲခဲ့ပါဘူး။နောက်တော့တနေ့မှာသူမဟာစစ်တီတွေဇနီးရွေးချယ်ဖို့အတွက်စစ်စခန်းကိုခေါ်ဆောင်ခြင်းခံရတယ်။ငါအဲ့ဒီတယောက်ကိုယူမယ်ဘယ်ဘက်ကတတိယမြောက်တယောက်ငါကဟင်းချက်တက်တဲ့သူပဲလိုချင်တာမင်းတို့တွေပို့နေရင်တော့နောက်တန်းလုံအားပေးအဖွဲ့စီအပို့ခံရမယ်။ကျန်မင်းလက်ရောက်ပြီးအခုတယောက်ကိုရွေးလိုက်တော့ဘူချုပ်ကျွန်တော်မှမိမမလိုပါဘူး။ကျွန်တော်ကိုကောက်ပဲတီးနှံမြင်းအစားဒါမှမဟုတ်ငွေပဲပေးပါကျွန်တော်ဘသူကမှကျွေးမွေးဖို့မတက်နိုင်ဘူး။မိုက်လာချီလားဒါအနန်းတော်ကအမိတ်ပဲမင်းညင်းပိုင်ခွင့်မရှိဘူး။ကျွန်တော်မိမမလိုချင်လို့မဟုတ်ပါဘူး။တကယ်ကိုမကျွေးနိုင်လို့ပါကျွန်တော်အဖေစစ်ပွဲမှာကြာဆုံးသွားခဲ့တာ9နှစ်ရှိပြီမူဆိုးမအမေရဲ့15နှစ်အရွယ်ညီလေးရဲ့13နှစ်အရွယ်ညီမလေးရဲ့ကြံခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းအစားကြီးတော့ကိုတော့မနှဲကျွေးနေရတာဘာလို့တခြားမျိုးသမီးတယောက်ကိုပါဒီဒုက္ခတွေဆွဲသွင်းရမှာလဲငါနောက်ထပ်မဆောက်နိုင်တော့ဘူးထပ်ဆောက်နေရင်ငါအသက်ရှင်မှာမဟုတ်ဘူးဒါပါလဲသူဘာလုပ်နေတာလဲအလှည့်ဆောက်နေတဲ့အမျိုးသမီးတွေကတယောက်ဟာမိမိအလိုလျောက်ရှိကိုတက်လာခဲ့တယ်ရှင်ကျွန်တော်ကိုကျွေးမွေးစရာမလိုပါဘူးကျမစိုက်ပျိုးနိုင်တယ်ဟင်းချက်တက်တဲ့အိမ်မှုကိုထိမ့်သိမ့်နိုင်တဲ့ရှင်ရဲ့အစားအစာတွေကိုလည်းမယူသလိုဝင်ထုတ်ဝင်ပိုးလည်းဖြစ်စေမှာမဟုတ်ဘူးဒါအပြင်ရှင်ကတမ်းမာတဲ့ရှင်နောက်ကိုလိုက်ရင်ကျမဘေးကင်းမှာပါဟာဟာဒီကောင်မလေးတတိရှိတာပဲတကယ်ကိုပွင့်လင်းတာပဲဒီမိန်းကလေးကရိုးသားဖြောက်မှတ်တယ်မရက်မနာငိုယိုနေတဲ့သူတွေထက်အများကြီးတာပါတယ်ရဲဘော်သူမကိုအိမ်ခေါ်သွားလိုက်တော့သူတကယ်ပဲစိုက်ပျိုးရေးလုပ်တတ်တာဖြစ်နိုင်တယ်ဟေးလူသူကိုတိုင်ကတောင်းဆိုနေပြီပဲမင်းပါစောင့်နေတာလဲဟုတ်တယ်လေမင်းအစားဘယ်လောက်ကြီးလဲဆိုတာအားလုံးသိနေတာပဲမင်းမရရင်မင်းတကယ်ပိုက်ဝသွားနိုင်တယ်သူငါ့ကိုမကြောက်ဘူးငါ့ကိုလည်းရှောင်မပြေးဘူးပြီးတော့ငါကြမ်းတမ်းတာကိုလည်းသူစိတ်မရှိဘူးသူကအကူညီမဲ့နေတယ်လို့ဟန်ဆောင်မပြဘူးဆင်းရဲဒုက္ခတွေကိုလည်းငူပြမနေဘူးသူကငါရဲ့တန်မာမှုကိုသဘောကျပြီးငါအပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေပဲကိုရှာကျွေးနိုင်တယ်လို့အပြတ်ပြောခဲ့တယ်ဒါဆိုဒီမှာဘသူကိုရွေးချယ်နေတာလဲဒါဆိုအတီးပဲသူမကိုအိမ်ခေါ်သွားပြီးနေရာချထားပေးလိုက်တော့တွန်းဆုပ်လုံးမနေနဲ့မင်းကဒီကောင်မလေးလောက်တောင်ပြတ်သားမှုမရှိဘူးငါနောက်လိုက်ခဲ့ငါလူမှန်ကိုလောင်းကြီးထက်မိတာပဲဝေါ်ကလင်းစားရမလားဆိုတဲ့ကိစ္စအတွက်တော့ဒီဘဝမှာပြဿနာရှိမှာမဟုတ်ဘူးဘလောက်တောင်အရှက်မရှိလိုက်တယ်လေလူပုံအလဲမှာသူ့ကိုခေါ်သွားဖို့အတင်းတောင်းဆိုနေတာဒါပေမဲ့ချက်ကကြမ်းတမ်းပြီးအေးဆက်နေတာတင်မကလူတက်ချင်တဲ့အရေးရောင်တွေနဲ့ပြည့်နေတာသူကလူကြီးလူကောင်းဆန်တဲ့ဒေးဗစ်နဲ့လုံးဝမတူဘူးကဲကြည့်စမ်းပါဦးငါတို့ရဲဘော်တွေကမိမတယောက်ခေါ်လာပါလားတကယ်ကြီးပဲဟာငါအခုတင်ဒေးဗစ်လည်းမိမတယောက်ခေါ်လာတာတွေ့လိုက်သေးတယ်နန်းတော်ကစီစဉ်ပေးတဲ့အိမ်တော်ကြီးကတကယ်ကိုအဆင်ပြေတာပဲတင်တောင်းရန်ခါပေးစရာမလိုပဲမိမတယောက်ရတာပဲ movie recap တွေအတွက် follow လုပ်ထားပါမိမလာသူကပိန်လုံးပြီးအားနဲ့ပုံပေါက်နေတာပဲအလုတ်ကိုလုံနိုင်ပါမလားအလိုလိုက်ခံထားရတဲ့အိမ်သူတောင်မလေးမဟုတ်ပါစေနဲ့နေဆက်ကအမျိုးသမီးတွေကတော့ပုံပွင့်လင်းလင်းပြောတတ်ကြတာပဲဒီလိုအကြည့်တွေနဲ့ဝေဖန်တန်တွေကိုကျမနေသားကြနေပါပြီဒီထက်ပိုဆိုးတာတွေတောင်ကြားဖို့ပါသေးတယ်ဒီမိသားစုကတကယ်ကိုဆင်းရဲတာပဲချက်ပြန်ရောက်ပြီလားဒါအစိုးရကမင်းကိုပေးစားလိုက်တဲ့မိမလာမင်းကတော့လူကြီးဖြစ်ပြီးအိမ်ကိုမိမတယောက်တကယ်ခေါ်လာခဲ့တယ်ပေါ့ငါတို့အခြေအနေကိုလည်းမင်းတည့်ရတာနဲ့သူ့ကိုဘာကျွေးမလို့လဲသူ့ကိုလည်းကြည်ဦးတုံချောင်းလိုပိန်လီပြီးညှိနေလုံးနေတာတခြားစုလက်တောင်းခဲ့လို့မရဘူးလားရိတ်ခါတွေငွေတွေဒါမှမဟုတ်မြေကွက်အနေငယ်လောက်တောင်းခဲ့ရင်တော့ဒီထက်ပိုကောင်းဦးမယ်မင်းကတော့အလိုလိုက်ခံထားရတဲ့မြို့သူအလှလေးတယောက်ကိုအိမ်ခေါ်လာခဲ့တာပဲငါတို့ကသူ့ကိုတက်ရှိနေဖျားမလို့ကိုးကွယ်ထားရမှာလားနန်းတော်ကအမိန့်ထုတ်လိုက်တာဆိုတော့ပြန်လွတ်လို့လည်းမရဘူးဒါတွေအကုန်လုံးကအငက်ပေးကြောင်ဖြစ်ရတာကိစ္စကဖြစ်ပြီးသွားပြီဆိုတော့ညီးတွားနေလို့လည်းထူးမှာမဟုတ်အနည်းဆုံးတော့တားကြီးဆုံးလည်းအိမ်အောင်ပြုဖို့အခွင့်အရေးရသွားတာပေါ့ဒီမိန်းကလေးကပိန်ပေမဲ့မမရက်နိုင်ပြီးအကြည့်တွေကတည်ငြိမ်နေသူကငိုယိုတာပြဿနာရှာတာကြောက်လန့်တုန်လို့တာဒါမှမဟုတ်မျိုးလုံးချင်းမစုံရဲပဲရှောင်ဖယ်တာမျိုးမရှိဘူးကိုတနာစိတ်နဲ့ပဲအချိန်ကုန်နေတဲ့လူတွေနဲ့မတူဘူးကဲဝင်ခဲ့ပါဒီလိုနဲ့ပဲဒီမိသားစုရဲ့အကြီးအကဲကကျမကိုလက်ခံလိုက်ပါတယ်ကျွန်တော်တို့ပြန်ရောက်ပြီးဒီနေ့တော့ဘာမှတူးလို့မရခဲ့ဘူးတောင်ပြင်ဘက်ကဟင်းသီးဟင်းရွက်တွေကိုရွာသားတွေအကုန်စုခူးသွားကြပြီးတော်ရဟင်းသီးဟင်းရွက်အမြင့်တစ်ချောင်းတောင်မကျန်တော့ဘူးအရှိတ်အဝေးကြီးထိတွားရှာခဲ့ပေမဲ့တော်ဟင်းသီးဟင်းရွက်ထပ်မတွေ့ခဲ့ရဘူးတန်းဒါမင်းရဲ့မရီးပဲမရီးဟုတ်လားဒါဆိုအကိုရဲ့စစ်မှုထမ်းကောင်းမှုကြောင့်နန်းတော်ကမိမတယောက်ပေးစားလိုက်တာပေါ့မင်္ဂလာပါကျွန်တော်ကတန်ပါတာကတော့ညီမလေးအန်နာပါတွေ့ရတာဝမ်းသာပါတယ်ကျမကလူစီပါခဲ့ရင်ပြင်ထဲမှာအုပ်စုလိုက်ကြီးရက်မနေကြနဲ့အိမ်ထဲဝင်ကြနေလေစာအစင်သစ်ဖြစ်နေပြီးငါတို့စီမှာအများကြီးမရှိဘူးဂျုံမုံချမ်းပဲရှိတာမို့ဖြစ်တယ်လို့ပဲစားလိုက်ကြပါမေးဒီနေ့ဂျုံမုံစားရသေးတာလားတိုးတိုးနေမင်းအကူကစစ်မြေပြင်ကခုမှပြန်လာတာသူပို့စားဖို့လိုတဲ့ဂျုံမုံချမ်းကိုစားနိုင်ပါမလားစားနိုင်ပါတယ်နောက်ပြောင်နေတာလားကဘာပြက်ကတ်တုံးကဆိုမှုတက်နေတဲ့အစားအစာတွေကိုတောင်မျိုးချခဲ့ရတာဒီဂျုံမုံချမ်းကအဲ့ဒါတွေထက်အများကြီးပိုကောင်းပါတယ်စားကြကျေးဇူးတင်ပါတယ်သူခန္ဓာကိုယ်ချိုးစားနဲ့ဝဝလင်းလင်းစားရပါမလားချက်ကထပ်ပြီးငက်မွတ်နေပြန်ပြီးစစ်ကူပြန်လာတဲ့သူဘသူကမစားပဲနေမှလဲခဏလေးတွင်းမှတင်သူဂျုံမုံ5ချက်တောင်စားပြလိုက်ပြီးဒီလိုခန္ဓာကိုယ်မျိုးကအစားတောက်တကယ်ကုန်တာပဲဒီလူကိုကျမ်းမာစေခြင်းကျမရိတ်ခါတွေအများကြီးနဲ့အမြန်ဆုံးစိုက်ပျိုးဖို့လိုလိမ့်မယ်ဒီလိုအစားအစာမျိုးကိုမင်းမရန်ရှာဘူးလားကျမအတွက်တော့ဒါကတကယ်ကိုကောင်းမွန်လာပါပြီကောင်းတယ်တန်းကြည်ဦးလူစီကလည်းတကယ်စားနိုင်တာပဲဒီနေ့ကျမနည်းနည်းစားနေလို့ပါဒါအပြင်ကျမကအရင်ကစွမ်းရှင်တယောက်ဖြစ်ခဲ့တာမို့အစားအသောက်ကတာမန်လူတွေထက်ပိုများတာခဏလောက်အထင်းကုန်မဲ့သွားတာပဲဒီမိသားစုတွေခုမှဝင်လာပြီးသူတို့အစားအစာတွေကိုအကုန်စားပြစ်လိုက်မိပြီးဒါကတကယ်ကိုမကောင်းဘူးပဲအစားစားနိုင်တဲ့ဇနီးမောင်နှံဆိုတာခန္ဓာကိုယ်တန်ပါတယ်လို့အတိတ်ပဲရတာပဲမင်းတို့နှစ်ယောက်ကတကယ်ကိုလိုက်ဖက်တဲ့အတွဲပဲတယောက်ကအများကြီးစားနိုင်တယ်လို့နောက်တစ်ယောက်ကလည်းလိုက်စားနိုင်တယ်ကျမ60ဒါမှမဟုတ်80ရာခိုင်နှုန်းလောက်ပဲပိုက်ပြပါသေးတယ်အစားအစာတစ်ခုလုံးကဘာရတာမှမရှိတဲ့လောက်ပဲဒါပေမဲ့ကျမအကုန်စားပြစ်လိုက်တယ်ကဘာပြက်ကတ်ထဲက9နှစ်တာတွေ့ကြုံကရေတစ်ဆက်ဒါမှမဟုတ်ရိတ်ခါတစ်စေးကိုတော့မဖြုံးတိဖို့
ကျမကိုတင်ကြားပေးခဲ့ပါတယ်ဒီနေရာကကဘာပြက်ကတ်မဟုတ်ဘူးဒီကဘာမှာရိတ်ခါတွေရှိတယ်ကျဲရဲ့မိသားစုကဆင်းရဲနေုံတက်တက်ပဲတဲ့အန်နာမင်းတို့နှစ်ယောက်ပကံတွေတိတ်လိုက်ဦးမင်းကစစ်စခန်းကခုမှပြန်လာတာဆိုတော့ဒီနေ့အလုံးမလုံးနဲ့ဦးအိမ်မှာပဲအနားယူပါကျွန်တော်အဆင်ပြေပါတယ်မင်းရဲ့တန်ရာကမကြက်သေးဘူးငင်းငင်းလေးထိုင်ပြီးနားနေငါတို့သူ့ကိုအိမ်ခေါ်လာခဲ့ပေမဲ့သူကအဝိစားဟောင်းတွေပဲဝတ်ထားရတော့လဲစရာအဝိစားတော့မရှိဘူးခဏဆောင်ဦးရောဒါယူထားလိုက်ကျမအတွက်လားတခြားဘသူအတွက်ဖြစ်ရမှာလဲ